မနာလိုစိတ်ရှိတဲ့သူနဲ့မရှိတဲ့သူဆိုတာမျက်နှာမှာတင်အယမ်းกว่าတယ်လှတာမလှတာတဲ့အေးချမ်းတာနဲ့ပူလောင်တာမှသိတာလွန်းနေဘလို့ပဲဟန်ဆောင်နေပေမဲ့ခန်းစားချက်အစစ်အမှန်ကိုတော့ဖုံးကွယ်လို့မရပါဘူးအထူးသဖြင့်မျက်နှာမှာပေါ့မျက်နှာလေးကဘလောက်ပဲလှနေပါစေမကောင်းတဲ့စိတ်တွေဝင်လာရင်အကြည်ဓာတ်တွေပျောက်ဆုံးပြီးရုပ်ဆိုးသွားတတ်တယ်မနာလိုစိတ်ဆိုတာကောင်းတဲ့အရာတစ်ခုမဟုတ်လို့မမွေးမြူတာအကောင်းဆုံးပါပဲကိုထက်သားတဲ့သူတော်တဲ့သူတွေ့တဲ့အခါချီးကျူးသိရင်တော်တယ်လို့ရဲရဲချီးကျူးလိုက်ပါအားကြသိရင်ပွင့်ပွင့်လင်းလင်းအားကြပြစ်လိုက်ပါစိတ်ထဲမှာကြိတ်ခံစားပြီးကိုပူလောင်မခံပါနဲ့သူလဲသူ့ဘဝနဲ့သူကိုလဲကိုဘဝနဲ့ကိုပါသူကကိုထက်သားနေလို့သူ့လိုဖြစ်ချင်ရင်သူ့လိုလိုက်ကြိုးစားပါသူ့လိုဖြစ်အောင်လုပ်ပါကိုလဲဖြစ်လာနိုင်ပါတယ်ကိုပိုင်ဆိုင်ထားတဲ့ဘဝလေးကိုအေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခြင်းနဲ့ဆိုရင်ကို့မှာမကောင်းတဲ့စိတ်ဓာတ်တွေအရည်အသွေးတွေမရှိနေမှဖြစ်မှာပါအများကြီးမဟုတ်ရင်တော့ပြေဝတဲ့စိတ်ဓာတ်လေးတော့ရှိအောင်ကြိုးစားပါကိုထက်သားရင်မနာလိုတဲ့ဆိုတဲ့အရာကြီးကစိတ်ကိုယ်တင်မကပဲလူကိုပါရုပ်ဆိုးစေတာမို့မထားတာအကောင်းဆုံးပါပဲကိုစိတ်နဲ့ကိုပူလောင်မခံပါနဲ့ရုပ်ဆိုးမခံပါနဲ့လှအောင်ပဲနေပါစိတ်ထားလှရင်လူကလည်းသူ့အလိုလိုလှလာပါလိမ့်မယ်